တလားရလာတဲ့ဝင်ငွေတွေကိုဘယ်နေရာမှာဘယ်လောက်သုံးမယ်ဘယ်လိုຢာတွေဝင်မယ်ဘယ်လိုမျိုး save လုပ်မလဲဆိုတာကိုစီမံခန့်ခွဲတတ်တဲ့သူလားအကယ်၍ကိုကငွေကြေးစီမံခန့်ခွဲတဲ့အလေးအကျင့်မရှိနေသေးဘူးဆိုရင်တော့ဒီဗီဒီယိုကမိတ်ဆွေအတွက်အသုံးဝင်ပါပါကျွန်မဒီနေ့မှာအားလုံးကိုမိတ်ဆက်ပေးခြင်းတဲ့ concept တစ်ခုကတော့အခြေခံငွေကြေးစီမံခန့်ခွဲနည်းတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီနည်းကိုဘာလို့ခေါ်လဲဆိုရင်70 20 10ဆိုခေါ်တဲ့အခြေခံငွေကြေးစီမံခန့်ခွဲတဲ့နည်းတစ်ခုဖြစ်ပါတယ်လစာရလာပြီဆိုရင်ရလာတဲ့လစာကို80ရာခိုင်နှုန်း20ရာခိုင်နှုန်း10ရာခိုင်နှုန်းဆိုပြီးတော့၃ပိုင်းပိုင်းလိုက်ပါပထမ80ရာခိုင်နှုန်းမှာဘာတွေပါလာမလဲဆိုရင်တော့မိတ်ဆွေရဲ့မသုံးမဖြစ်လိုအပ်တဲ့ expense ကိုသုံးရမှာဖြစ်ပါတယ်အဲ့ဒါတွေကဘာတွေလဲဆိုရင်အိမ်ကိုကအိမ်ငှားနေရဆိုရင်အိမ်ငှားကရှိရေပိုးမီးပိုးသွားလာရေးစရိတ်တွေထမင်းစားတဲ့ထမင်းစရိတ်တွေအဲ့ cost တွေအကုန်လုံးက80ရာခိုင်နှုန်းတွေကသုံးရမှာဖြစ်ပါတယ်နောက်ထပ် 20% ဒီ 20% ကကြတော့မိတ်ဆွေတစ်လကို save လုပ်တဲ့ amount တစ်ခုပါကိုကလစာ10သိန်းရလာပြီဆိုရင်2သိန်းကိုခြံပြီးတော့ saving အနေနဲ့စုဆောင်းသင့်ပါတယ်ကဲနောက်ထပ် 10% ကကြတော့မိတ်ဆွေတစ်လမှာကိုလိုချင်တဲ့အရာတွေရှိမှာပဲငါတို့အင်ကြီးအသင်းလေးဝယ်မယ်တောက်ဆိုင်မှာတငယ်ချင်းတွေစုပြီးတော့သွားစားမယ် accessory လေးဝယ်ခြင်းနဲ့အဲ့လိုမျိုးကိုလိုအပ်တာမဟုတ်ဘူးဒါပေမဲ့ကိုလိုချင်တဲ့ပစ္စည်းတွေကိုဝယ်လို့ရအောင်ခြံထားတဲ့ amount တစ်ခုက 10% ပါဒါဆိုရင်ကျမတို့လစာရဲ့80ရာခိုင်နှုန်းကိုလိုအပ်တဲ့နေရာမှာသုံးမယ်20% ကိုတော့ကျမတို့ save လုပ်မယ်10% ကိုကိုလိုချင်တဲ့အရာတွေကိုဝယ်လို့ရအောင်ကျမတို့ထားမယ်ဆိုရင်တော့ရဲ့လစာကိုတစ်လစီမံခန့်ခွဲရဲ့အခြေခံပုံစံလို့ပြောလို့ရပါတယ်ဒါကကို percentage ကိုဘယ်လောက်ထားခြင်းလဲပုံမူတည်ပြီးတော့ဒီ percentage ratio တွေကပြောင်းလို့ရတယ်ဥပမာကိုကအိမ်ငှားမနေဘူးမိဘအိမ်မှာနေတယ်မီတာကတွေရေဘိုးတွေလည်းပေးစရာမလိုဘူးအခြေခံလိုအပ်တဲ့ cost တွေကိုမှမရှိခဲ့ဘူးဆိုရင်တော့မိတ်ဆွေတို့က saving amount percentage ကို20% အစားဒီထက်ပိုပြီးတိုးပြီးတော့ထားလို့ရတယ်။ saving amount ကိုကျမတို့ပို့ပြီးတော့တိုးနိုင်လေကိုယ့်အတွက်ပို့ပြီးတော့အကျိုးရှိပြီပါပဲ။ကျမရဲ့ personal experience ရဆိုရင်တော့ကျမငငယ်တုန်းကပတ်စံကိုလုံးဝ save မလုပ်ဘူး။ကျမအသက်29 28လောက်မှစပြီးတော့ save လုပ်ရမယ်ဆိုတဲ့အသည့်တရားဝင်လာတာပေါ့နော်။ဆိုတော့အဲ့ကာလမှာစပြီးတော့စုပြစ်တဲ့ amount ဆိုရင်တော့ roughly like 30 to 40% လောက်ကျမအရင်တုန်းကစုပြစ်တယ်အခုနောက်ပိုင်းဆိုရင်တော့ကျမအထက်ပို့ပြီးတော့တိုးတယ်50% to 60% လောက်ထိကျမ save လုပ်တယ်ကျမတို့ရဲ့အဓိကပြဿနာကလက်ထဲမှာပတ်စံရှိနေအရန်သုံးကျင်တာဟိုဟာလေးလဲဝယ်ကျင်တယ်ဟိုဟာလေးလဲလိုချင်တယ်ဟိုဟာလေးလဲသွားစားကျင်တယ်ဘာမှမလိုဘဲနဲ့လဲကိုကသုံးကျင်နေတဲ့စိတ်ဖြစ်တယ်ပေါ့နော်အဲ့တို့ကြောင့်မို့လို့ကျမတို့လက်ထဲမှာတက်နိုင်တဲ့များပတ်စံမထားတာအကောင်းဆုံးပဲကိုကပတ်စံလေးနည်းနည်းရှိလာပြီဆိုရင်ဘလို့နေရာမှာကိုသွားပြီးတော့ invest လုပ်ထားလို့ရမလဲဆိုတာကိုအမြဲတမ်းတွေးနေသင့်တယ်လို့ကျမထင်တယ်နောက်ဗီဒီယိုကြရင်တော့ကျွန်မဘလို့နေရာမှာ invest လုပ်လို့ရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်မရဲ့ experience လေးနည်းနည်းလေး